မင်္ဂလာပါဒီဆက်ဒီ MC15 အသေးစားမွန်လောင်းဆက်ဖြစ်ပါတယ်ပူချိန်2000ဒီဂရီထိရနိုင်ပြီးတော့ငွေ60ဂရမ်ပလက်တီနမ်100ဂရမ်နဲ့စတီ130ဂရမ်တို့ကိုမွန်လောင်းနိုင်ပါတယ်အကြီးဆုံးစလင်ဒါကတော့အမြင့်80မီလီမီတာအကျယ်80မီလီမီတာရှိပြီးအခြားသောစလင်ဒါခွက်အသေးစိုက်ကိုပါတွဲအသွင်းပြုနိုင်ပါတယ်ဆက်ရအလုပ်လုပ်ပုံကတော့ဗက်ကန်လေးစုပ်စနစ်တာမကလေဖိအားစနစ်ကိုပါတွဲအသွင်းပြုလောင်းရတော့စနစ်ဖြစ်ပါတယ်ဒါကြောင့်အထက်မပြည့်တာအထက်ပြက်တာအထက်မအောင်တာတို့ရှိတော့မှာမဟုတ်ပါဘူးဥစွာရဘာအချင်ကိုဖျောင်းပေးရပါမယ်ထို့နောက်ဖျောင်းကိုချိန်ရပါမယ်ရဘာခွက်ပေါ်တို့စလင်ဒါခွက်ကိုစုပြီးပလတ်စတာမို့ကိုချိန်ရပါမယ်ရေကိုလည်းထုံလေး၎င်းချိန်ရပါမယ်ထို့နောက်ပလတ်စတာဖြော်ဆက်ကိုဖွင့်ပြီးဖျောင်းတက်ထားတော့ခွက်ကိုဆက်ရအောက်ခြေပေါ်တို့ထည့်ပြီးအပေါ်ပိုင်းကိုပလတ်စတာမို့နဲ့ရေကိုထည့်ရပါမယ်ဖုံးကိုပိတ်ပါမယ်ထို့နောက်ဗက်ကန်လေးစုပ်ဆက်ကိုဖွင့်ပါမယ်ထို့အခါပလတ်စတာဖြော်ဆက်ထဲတို့လေရှိတော့မှာမဟုတ်ပါဘူးထို့ကြောင့်လေပေါက်ပါတာပလတ်စတာမပြည့်တာပလတ်စတာတခြားမမွေးတာတို့ရှိတော့မှာမဟုတ်ပါဘူးပလတ်စတာကို2မိနစ်တော့မဟုတ်3မိနစ်ခန့်ဖြော်ပေးရပါမယ်မိမိနိတက်တော့အတိုင်းသာတော့ရောက်ရှိခဲ့တော့3ဆက်ကိုပါဖွင့်ပြီးပလတ်စတာမို့ကိုအောက်တို့ဖောက်ချရပါမယ်ခွဲထဲတို့ပလတ်စတာမို့နဲ့ရေကလွဲ၍လေရှိတော့မှမဟုတ်ပါဘူးဆက်ကိုပိတ်၍ဗက်ကန်ကိုပိတ်ပါမယ်ပလတ်စတာဖြော်ထားတဲ့ခွက်ကိုချအောင်ထားပြီးရဘာစွပ်ကိုချုပ်ပြီးမီဖိုဆက်ထဲတော့ထည့်ရပါမယ်မီဖိုဆက်ဟာလည်းမိမိနိတဲ့ရာပရိုဂရမ်ကိုထည့်နိုင်ပြီး4နိုင်5နိုင်ဒေါ်လာကောင်12နိုင်15နိုင်ဒေါ်လာကောင်ထား၍အသုံးပြုနိုင်ပါတယ်မုံလောင်းဆက်ကိုအဖုံးကိုဖွင့်ပါမယ်ပြီးနောက်လုံခွက်များကွဲသွားမည်ဆိုပါကအကာအကွယ်ဖြစ်စေရန်အထူးပြုလုပ်ထားတဲ့ဖန်ခွက်ကိုထည့်ပါမယ်ထို့အခါလုံခွက်နဲ့အပူချိန်တိုင်းအတန်ကိုထည့်ပါမယ်စလင်ဒါခွက်အောက်ခြေကိုထည့်ပါမယ်မိမိလောင်းလို့တော့ရွှေတို့မဟုတ်ငွေတို့မဟုတ်ကြေးတစ်ခုခုကိုထည့်ပါမယ်လိုချင်တော့အပူချိန်ကိုထားပါမယ်ခဏကြာတော့ဆက်ရပူချိန်တွေတဖြည်းဖြည်းနဲ့ညစတင်မြင့်တက်လာမယ်ဖြစ်ပါသည်မိမိလိုချင်တော့အပူချိန်ရောက်ဖို့ဒီဆက်ဒီ2မိနစ်တော့မဟုတ်3မိနစ်ခန့်သာကြာမြင့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဖိုးထားတဲ့မီဖိုဆက်ထဲကစလင်ဒါခွက်ကိုထုတ်ပါမယ်ဆက်ထဲတော့တခြားစွာထဲ၍အဖို့ကိုပြန်ပိတ်ပါမယ်ဗက်ကန်ကိုဖွင့်၍လေကိုစုပ်ပေးရပါမယ်ထို့အခါအဆက်ထဲတော့မီဒီအောက်ဆီဂျင်မှရှိတော့မည်မဟုတ်ပေ
မိမိလောင်းလို့တော့အထည်များအရေးပြောစေရန်မိသည့်အကူပစ္စည်းများထားထည့်စရာမလိုပါလက်ချတို့မဟုတ်တခြားအရေးပြောလဲအောင်မိသည့်ပစ္စည်းများထားထည့်စရာမလိုပါစက်ဒီအလိုလိုမွေပေးတော့စနစ်ပါပါတယ်ထိုအခါတစ်ဖြည်းဖြည်းနဲ့အပူချိန်တွေမိမိတတ်မှတ်ထားတော့နေရာတော့ရောက်ရှိလာမည်ဖြစ်ပါတယ် pressure အဝကနန်းဒီအပူချိန်စပြောတဲ့အချိန်ဖြစ်ပါတယ်ထိုအခါအပေါ်အတန်ကိုဖြည့်၍ဆွဲချလိုက်တော့အခါ vacuum ဆော့ချပြီးတော့၎င်းလေဖြည့်ချအဖြစ်တော့၎င်းအလိုလိုလွတ်ဆောင်မှာဖြစ်ပါတယ်ထို့နောက်9မိနစ်တော့မဟုတ်3မိနစ်ခန့်အေးအောင်ထားပါမယ်ထိုအခါအပေါ်မှာရှိတော့အတန်ကိုနှိပ်၍ငကိုနေရမူလာတော့ပြန်ထားပါမယ်ဆက်ဖုံးကိုဖွင့်ပါမယ်မူလောင်းဆောင်တော့ခွက်ကိုထုတ်၍ရေထဲတော့နှိချပါမယ်ထိုအခါမိမိလိုချင်သောပစ္စည်းကိုရရှိမှာဖြစ်ပါတယ်